စီးချိုအော်တိုအင်မြူနဲ့ဦးလန်းချောင်းကျန်းမာရေးပြန်လည်ထူထောင်နေရသူများအသက်အရွယ်နဲ့အယ်ဇိုင်းမာကြောင့်မှတ်ဉာဏ်လျော့ပါနေသူများအတွက်သွေးတက်ခြင်းကင်းနဲ့ကျန်းမာရေးအုံနောက်ခောက်ဆွဲချက်နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်။အရင်ဆုံးကလပဲဆန်နိုးစီဘူး2ဘူးစံချိန်ခွက်အသေးလေးနဲ့ဆိုရင်4ခွက်ပါအဲ့ဒါကိုဘေကင်ဆိုဒါနဲ့နိုင်ဝက်စိတ်ထားပါမယ်။နိုင်ဝက်ပြည့်ရင်ဆိုဒါရည်တွေကိုသွန်ထုတ်လိုက်ပြီးစီးနေတဲ့ရေအောက်မှာအထက်ထပ်ပုတ်တိုက်ပြီးတော့ဈေးကြောပြစ်ပါမယ်။ဒါကပိုးသက်ဆေးပေါင်းသက်ဆေးနဲ့ဓာတ်မြေဩဇာတွေရဲ့ဓာတုတက်ကျွင်းတွေကိုဖယ်ထုတ်ပေးပါတယ်။ပဲထဲမှာပါနေတဲ့လက်တင်ဓာတ်နဲ့ phytic acid တွေကိုပျက်စီးစေဖို့အတွက်ပေါင်းအိုးနဲ့25မိနစ်ကြာပေါင်းပေးရပါမယ်။ကြက်သားနဲ့အရိုးတွေကိုလည်းအသားတွေမာကျစ်လာတဲ့အထိအချိုဓာတ်တွေထွက်လာတဲ့အထိစနွင်းလေးနဲ့စားလေးထည့်ပြီးတော့ပြုတ်ပေးထားရပါမယ်။ပြီးရင်အသားနှွင်ပြီးအရိုးတွေကိုအရွယ်တော့ခုတ်ထည့်ထားပါမယ်။ကြက်သားစီသက်ဖို့အတွက် coconut cooking oil ကိုသုံးပါတယ်။အစားအစာတွေနဲ့ဓာတ်ပြုခြင်းမရှိတဲ့စတီးတဲ့အိုးထဲမှာအုံးစီထည့်ပြီးတော့ကြက်သွန်အဖြူအနီကိုစနွင်းလေးနဲ့စီသက်ပါတယ်။စီငွေ့မပြတ်အောင်မီးအေးနဲ့စီသက်ပါတယ်။မြုပ်သီးအယောင်တဲ့မှုတ်ကလေးထည့်ပါတယ်။မြုပ်သီးအစိမ့်နှံပြောက်သွားရင်ကြက်သားတွေကိုထည့်ပြီးတော့လုံးပါတယ်။အချိန်တန်ကြာလုံးပြီးရင်တော့ကြက်ပြုတ်ရည်နဲ့အစားအရသာအနည်းငယ်ထည့်ပြီးကြက်သားတွေကိုဣသွားတဲ့အထိစီသက်ပေးရပါမယ်။နူးဤနေအောင်ပြုတ်ထားတဲ့ကလပ်ပဲတွေကိုတော့အိုးထဲမှာပဲပြစ်နေအောင်ခြေထားပေးလိုက်ပါတယ်။ကလပ်ပဲပြုတ်ရည်နဲ့ကြက်သားပြုတ်ရည်ကိုရောပြီးတော့စူအောင်ပြန်တည်ထားရပါမယ်။စူပွက်နေတဲ့ဟင်းရည်အိုးတွေကိုကြက်သားစီသက်ထားတာတွေထည့်လိုက်ပါမယ်။ဟင်းရည်အိုးနောက်တစ်ချိန်စူပွက်တဲ့အခါမှာကြက်သွန်ဥလေးတွေထည့်ပါမယ်။ကြက်သွန်ဥနဲ့အတူသဘာဝအုံတို့ကိုလည်းတစ်ခါတည်းထည့်လိုက်ပါမယ်။ရတာအတွက်ပန်းရောင်ကြောက်စားကိုထည့်ပါတယ်။အချိန်အတော်ကြာအိုးကြတဲ့အထိတည်ထားလိုက်လို့ရှိရင်အုံနိုလေးတွေဥတက်လာပါလိမ့်မယ်။ဟင်းရည်အရသာပိုကောင်းမှုအတွက်ကြက်ဥပပလှီးထားတာတချို့ထည့်ပြီးအိုးကြက်ဥအတွက်လည်းအလုံးလိုက်ထည့်ပါတယ်။ကြက်သားအချိုနဲ့အုံနိုအချိုအရသာမှာကလပ်ပဲနဲ့ကြက်ဥရဲ့အစိမ့်ဓာတ်လေးစိမ့်ဝင်နေတဲ့အုံနိုခောက်ဆွဲမှုမွေးလေးရပါပြီရှင်။အော်တိုအင်မြူသမားတွေနဲ့ဦးလန်းချောင်းကျန်းမာရေးကိုပြန်လည်ထူထောင်နေရသူတွေအတွက်ကတော့ဂျုံအစာဝဥခောက်ဆွဲကိုဤနေအောင်ပြုတ်ပြီးတော့သုံးဆောင်နိုင်ပါတယ်ရှင်။ဂျုံချောင်မှုမလိုတဲ့ပုံမှန်ကျန်းမာနေတဲ့သူတွေကတော့ရိုးရိုးဂျုံခောက်ဆွဲကိုစားလို့ရပါတယ်ရှင်။နောက်ထပ် healthy recipes အစီအစဉ်လေးတွေမှာပြန်ဆောင်ကြအောင်မယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။